အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ Haven Group of Construction ပေါ့နော် company အနေနဲ့ကျွန်တော်တို့မိုးရဘက်အပိုင်းမှာကျွန်တော်အဆောက်အဦစောက်ချင်လုပ်ငန်းတွေတိဆောက်ရေးလုပ်ငန်းတွေလှုပ်ဆောင်ရမှာအခက်အခဲအားနည်းချက်အားသာချက်တွေကိုကျွန်တော်ရှင်းပြပေးတော့ဖြစ်ပါတယ်မိုးရမအဆောက်အဦဆောက်တဲ့အခါမှာတော့ကျွန်တော်တို့ဘာပိုင်းနေပေါ့နော်ခက်ခဲအားနည်းချက်တွေရှိနိုင်တယ်ဆိုတော့ကျွန်တော်ပထမဆုံးကျွန်တော်စဉ်းစားရမှာ risk assessment ပေါ့ safety ပိုင်းပေါ့ safety ပိုင်းမှာကျွန်တော်တို့machinery เนาะစက်ပစ္စည်းတွေစက်ရန်တွေအကြောင်းထိခိုက်မှုအန္တရာယ်တွေနောက်တစ်ခုကကျွန်တော်တို့ man power ပေါ့နော်လူအနေနဲ့လည်းကျွန်တော်တို့ဒီမှာရာသီတုပ်ကွေးမိုးရဘက်မှာဆိုရင်ဒီဖြားနာမှုတွေရှိမယ်ဆိုရင်လည်းကျွန်တော်တို့က work progress ကရှေ့မရောက်နိုင်ဘူးပေါ့နော်နောက်တစ်ခုက electrical risk assessment ပေါ့ electrical ဘိုင်းဆိုလဲကျွန်တော် site 3မီးကြိုးတွေကိုတေချာပေါ့နော်ဒီရေမြောင်းတွေကရေတွေကနေဖြတ်ပြီးတော့သွားထားလား flexible စွတ်ထားရလားsafety tape ပတ်ထားလား waterproof socket သုံးထားလားဒါမျိုးတွေကအစားကျွန်တော်တို့က safety ဘိုင်းကိုတေချာလေးကြီးကြပ်ပြီးတော့ဆောင်ရွက်ရပါတယ်မိုးရင်းဘက်ကြတော့ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်မီးအန်ရယ်ပြီး machinery အန်ရယ်ပြီးနောက်တော့ဒီရာသီတုပ်ကွေးပေါ့နော်ဖျားနာမှုအန်ရယ်တွေကိုကျွန်တော်တို့တေချာစောင့်ကြပ်ပြီးတော့ကြီးကြပ်ပြီးတော့မှသွားရပါတယ်ပေါ့နော်ယုံကြည်မှုနဲ့အရေးသွေးရင်းခံ Haven